မင်္ဂလာပါ Wishes to the Universe Channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ကျမရဲ့ channel လေးမှာပထမဦးဆုံးအနေနဲ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ manifestation နဲ့ပတ်သက်တဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ကျမတို့တွေက manifestation ကိုမတ်တပ်ပေါင်းများစွာပြုလုပ်ပေမဲ့ကျမတို့ရဲ့ဆန္ဒတွေအမှန်တကယ်ဘာဖြစ်လို့ဖြစ်မလာရတာလဲဆိုတဲ့မေးခွန်းလေးကိုသိချင်ကြတဲ့လူတွေများမယ်လို့ထင်ပါတယ်အခုနောက်ပိုင်းမှာ manifestation ဆိုတဲ့စကားလုံးဟာလည်းလူသိများလာပြီးတော့ manifestation method တွေကလည်းမြောက်များစွာရှိပါတယ်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ကျမကmanifestation method တွေကိုပြောပြပေးမယ်အစား manifestation method တွေလုပ်နေပေမဲ့ဘာမှအကျိုးထူးမလာတဲ့သူတွေအတွက်အရေးကြီးတဲ့ tips လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပါတယ်ကျမတို့က manifest လုပ်တဲ့အခါမှာဒီအရာကိုလိုချင်လိုက်တာဆိုတဲ့ပုံစံမျိုးနဲ့မဟုတ်ဘဲနဲ့ယခုလက်ရှိပိုင်ဆိုင်နေပြီဆိုတဲ့ပုံစံမျိုးနဲ့ရေးရပါမယ်။ဆူတောင်းတဲ့ပုံစံမျိုးနဲ့ရေးလို့မရဘူးလားဆိုတော့ရပါတယ်။ဒါပေမဲ့လိုချင်တဲ့ပုံစံမျိုးနဲ့ရေးတာထက်တကယ်ရနေပြီတကယ်ပိုင်ဆိုင်နေပြီတကယ်ဖြစ်နေပြီဆိုတဲ့ပုံစံမျိုးနဲ့ manifest လုပ်တာကပိုပြီးတော့ထိရောက်မှုရှိပါတယ်။ကျမတို့တွေကကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကို manifest လုပ်တဲ့နေရာမှာအရန်ရချင်စောအားကြီးတာပဲဖြစ်ဖြစ်ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကတကယ်မှဖြစ်လာပါမလားဆိုပြီးတော့ပူပန်တတ်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးစိတ်တွေနဲ့ manifest လုပ်လို့ရှိရင်အသုံးမဝင်ပါဘူးကျမအပါဝင်အများစုက manifest လုပ်တယ်ဆိုလို့ရှိရင်ဘာ method နဲ့လုပ်တာအကောင်းဆုံးလဲဘယ်နည်းလမ်းကထိရောက်မှုအရှိဆုံးလဲဆိုတာကိုအရင်အာရုံစိုက်မိတတ်ပါတယ်တကယ်တော့ manifestation မှာအကြီးကအရေးကြီးဆုံးကစိတ်ပါပဲကိုတကယ်လိုချင်တယ်တကယ်ဖြစ်ချင်တယ်ဆိုတဲ့စိတ်ဆန္ဒတွေကြောင့်ပဲလက်တွေမှာအမှန်တကယ်ဖြစ်လာရတာပါ methods တွေကအကျိုးထူးတယ်ဆိုတာကလည်းဟုတ်ပါတယ်ဒါပေမဲ့အဲ့ဒီ methods တွေကိုရေးနေတဲ့အချိန်မှာဖြစ်နေတဲ့ကိုယ့်ရဲ့စိတ်အားထက်သန်မှုကြောင့်ဒါပင်ကိုအသုံးပြုလိုက်တဲ့ methods တွေကအသုံးဝင်ပြီးတော့မြန်မြန်ဆန်ဆန်ဖြစ်လာတာဖြစ်ပါတယ်ဒီအချက်လေးကတော့အရှိမပြောခဲ့တဲ့နံပါတ်1အချက်လေးနဲ့ဆက်ဆက်မှုရှိပါတယ်ကျမတို့ manifest လုပ်တဲ့အခါမှာတကယ်ဖြစ်ကိုဖြစ်လာတော့မယ်ဆိုတဲ့ယုံကြည်မှုနဲ့လုပ်ရပါမယ်။စိတ်ထဲမှာမဖြစ်နိုင်ဘူးဆိုတဲ့ပူပန်မှုတွေကိုမထားဘဲနဲ့ကိုဖြစ်ချင်တဲ့ဟာတွေတကယ်ဖြစ်လာတော့မှမို့ပျော်တယ်။အခုလက်ရှိလည်းပိုင်ဆိုင်နေရပြီမို့လို့အရန်ကိုပျော်နေတယ်ဆိုတဲ့စိတ်ခံစားချက်ကိုထည့်ပြီးတော့ manifest လုပ်ရပါမယ်။နောက်ဆုံးအချက်လေးကတော့အရေးကြီးဆုံးနဲ့လုပ်ကိုလုပ်ရမယ့်အချက်လေးဖြစ်ပါတယ်။ manifest လုပ်တဲ့သူတွေ manifestation အကြောင်းသိတဲ့လူတွေများလာကြပါတယ်။ဒါပေမဲ့ဒီအချက်ကလေးကိုသတိမပြုမိတဲ့သူတွေရှိပါတယ်။ဟုတ်ပါတယ်လက်လွတ်တတ်ဖို့ပါ။ manifestation ရဲ့နောက်ဆုံးအဆင့်မှာတကယ်အရေးကြီးဆုံးအဆင့်ဖြစ်ပါတယ်။ဘယ်လိုလက်လွတ်ရမှာလဲဆိုလို့ရှိရင်ကိုတောင်းထားတဲ့ဆန္ဒတွေဖြစ်လာမှမို့လက်ခံမှုအစဉ်သင့်မယ်ဆိုတဲ့စိတ်နဲ့နေရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်မရှင်းပြချင်တာလေးတစ်ခုပါလေကျမတို့ရဲ့ဆန္ဒတွေဖြစ်လာမှမလို့လက်ခံမှုအစဉ်သင့်မယ်ဆိုတဲ့စိတ်နဲ့နေရမှာဟုတ်ပါတယ်ဒါပေမဲ့အဲ့ဒီဆန္ဒတွေဘယ်ချိန်ဖြစ်လာမလဲဆိုပြီးတော့စောင့်နေတဲ့ပုံစံမျိုးနဲ့နေရမှာမဟုတ်ပါဘူးကျမပြောတာနည်းနည်းရှုပ်သွားလားမသိဘူးဒီအဆင့်လေးကလွယ်မလို့နဲ့လည်းခက်တယ်ခက်မလို့နဲ့လည်းလွယ်ကူပါတယ်ကျမကိုယ်တိုင်လည်းဒီအချက်လေးကအရေးအကြီးဆုံးဆိုတာသိနေပါရဲ့နဲ့တခါတလေမှာလက်မလွတ်တတ်ဖိနဲ့ကျမတခုခုလိုချင်တဲ့အခါမှာအဲ့ဒီအရာမျိုးစောင့်နေတဲ့ဟာမျိုးဖြစ်တတ်ပါတယ်
သိကြတယ်အဲ့လိုမျိုးကျမ manifest လုပ်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီဆန္ဒဘယ်တော့မှပြည့်မလာပါဘူးဒါကြောင့်ကျမတို့က manifestation step တွေအားလုံးပြီးလို့ရှိရင်နောက်ဆုံးအဆင့်လက်လွတ်တက်ဖို့ let go လုပ်တတ်ဖို့ကအရန်အရေးကြီးပါတယ်အခုကျမပြောပြသွားတဲ့အချက်လေးတွေကိုသတိထားမိသွားရင်တော့သင်ရဲ့ manifestation step ကလုံးဝကို success ဖြစ်မယ်ဆိုတာကျမ 100% ယုံကြည်ပါတယ်။နောက်ပိုင်းမှာလည်း spiritual ဘိုင်းနဲ့ပတ်သက်တဲ့အရာတွေကိုမျှဝေပေးသွားအောင်မှာဖြစ်လို့ကျမရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးသွားပါအောင်ရှင်။အားလုံးကျေးဇူးတင်ပါတယ်။